ထပ်ပြီးထုတ်လိုက်တဲ့က VV350 မှာ dual lens ဖြစ်လာမယ်အဲ့တော့ကျွန်တော်တို့က sound bar မှာ dual lens ဖြစ်သွားတဲ့အတွက်ဘာတွေထူးခြားသွားမှာလဲပြီးတော့ blue function တွေပါလာမှာလဲဆိုတော့ကျွန်တော်ဒီနေ့ product ကိုတစ်ခါတည်းဖောက်ပြရင်းနဲ့ကျွန်တော်ပြောပြသွားမယ်အဲ့တော့ကင်မရာပုံလေးရင်ကြည့်လိုက်မယ်ဒီမှာဒါလေးပါရမ်းမိုက်တယ်နော်ပြောချင်တာကဒီ VB350 ရဲ့ dual lens ဖြစ်သွားတဲ့အခါမှာလူကြီးမျိုးရဲ့ meeting ခန်းတွေမှာဘာတွေအဆင်ပြေသွားမလဲပေါ့ dual lens ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့က view နှစ်ခုကိုရမယ်ကျွန်တော်တို့ focus ထားတဲ့ view တစ်ခုရဲ့ overall view ရဲ့ဆိုပြီးကျွန်တော်တို့ခွဲထားလို့ရတယ်အဲ့တော့ဘာတွေမှာအားသာသွားမှာလဲဆိုရင် medium room ထဲမှာရှိနေတဲ့လူကြီးမျိုးရဲ့ medium room participant တွေအကုန်လုံးကိုတစ်ဖက်က meeting join နဲ့ other party ကလူတွေကမြင်ရမယ်အဲ့ဒီပြင်မှာ meeting room မှာဘယ်သူက focus ထားပြီးတော့ presentation လုပ်နေရလဲအဲ့ဒီလိုနောက်ထပ် camera တစ်လုံးကနေပြီးတော့ detail ပြန်ပြအဲ့တော့ကျွန်တော်တို့က medium room ထဲမှာထိုင်တဲ့လူ10ယောက်ဆို10ယောက်လုံးလည်းမြင်ရတဲ့အပြင်မှာ trainer ဒါမှမဟုတ် presentation လုပ်နေတဲ့သူစကားပြောတဲ့လူပါတွဲတဲ့တစ်ခါလည်းမြင်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့meeting ကန်ထဲမှာကိုယ့်ရဲ့တန်ဖိုးရှိလာတဲ့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေဆုံးဖြတ်တဲ့အခါမှာ decision တွေဆုံးဖြတ်တဲ့အခါမှာပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်ပြီးတော့ကျွန်တော် meeting တိုင်းမှာပြင်းစရာဖြစ်မနေတော့အဲ့တော့ meeting ထဲမှာတက်နေတဲ့ဒီ VV350 ကိုသုံး meeting တက်နေတဲ့ media participant တွေကလည်းကျွန်တော်တို့ရေစရာအနေနဲ့ပြောမယ်ဆိုရင်တော့အိမ်ငိုက်လို့မရတော့ဘူးပေါ့ဗျာအဲ့တော့အိမ်ငိုက်နေရာမျိုးတွေလုပ်လို့မရတော့ဘူးVV350 ကစကားပြောတဲ့သူရှိကို track လုပ်တယ်ဥပမာကျွန်တော်က meeting ရဲ့တောင်းတနေရာမှာထိုင်နေကျွန်တော်စကားပြောရင် camera ကျွန်တော်ရှိကို track လုပ်မယ်ဘာကြောင့်လဲကျွန်တော်အတန်ကိုကြားတာဖြစ်တဲ့အတွက်သူက audio tracking system ပါပါတယ်အဲ့တော့နှစ်ယောက်ပြိုင်ပြောရင်ဘာတွေဖြစ်လာမလဲနှစ်ယောက်ပြိုင်ပြောတဲ့ခါကျရင်ကျွန်တော်တို့က conversation mode ဆိုပြီးပြောင်းပြီးတော့ conversation mode system နဲ့တွားလို့ရတယ် conversation mode ဆိုတာတော့ကျွန်တော်တို့ကလူတွေဘယ်နှစ်ယောက်ပဲစကားပြောသူတို့အားလုံးကို frame တစ်ခုနဲ့ပြန်ပြပေးရအောင်ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့လက်ရှိဒီကျွန်တော်တို့ရဲ့ environment meeting environment မှာခံစားနေရတာတစ်ခုရှိရပေါ့ကိုက meeting လုပ်နေတယ်ကိုယ့်ရဲ့ meeting room ပြင်ပဒါမှမဟုတ် meeting room က room ရဲ့လို့မရှိဘူးခန်းရမရှိ participant တွေတစ်ခုဒီကျွန်တော်တို့ကာလိုက်တယ် partition တစ်ခုလေးကာလိုက်တယ်ပေါ့နော်ကာပြီးတော့အလားဘေးမှာတခြားသောကိုယ်ကာရရှိတယ်သူတို့ကလည်းသူတို့လုပ်ငန်းလုပ်ဆရာတွေကိုလုပ်နေမယ်သူတို့ရဲ့စူညံတန်တွေကကိုယ့်ရဲ့ meeting တွေကိုပုံမှန်ဆိုရင်ဝင်လာနိုင်တယ်အဲ့တော့အဲ့ဒီအတွက်ကို VV350 မှာဘာ function ပါလဲဆိုရင် audio frank ဆိုတဲ့ function ပါတယ် audio frank ဆိုတာကတော့ကျွန်တော်တို့ camera view ပေါ့နော် camera view ကဒီကောင်းရဲ့ camera view တွေကျွန်တော်ပြင်ပြပါမယ်အဲ့တော့ camera view မြင်ရတဲ့ထားပါတော့ကျွန်တော်လူ9ယောက်ကို camera ဘောင်လေးကိုထည့်ထားတယ်လူ9ယောက်မြင်ရတဲ့ camera ဘောင်ရဲ့အပြင်ကစူညံတန်တွေဒီ camera တွေကိုမရောက်ဘူး mic ထဲကိုမရောက်လာဘူးအဲ့တော့ကျွန်တော်တို့က audio frank ရဲ့အလုပ်လုပ်ပုံဒီ channel လေးခတ်လိုက်တယ်အဲ့ channel ထဲမှာရှိတဲ့အတန်တာလင်းကျွန်တော်တို့က other party ကိုအတန်ပို့ပေးတယ်အဲ့အောက်ဘောင်းကအတန်တွေကကြတော့ဒီကျွန်တော်တို့ meeting နဲ့ဝင်မှာမဟုတ်ဒါအရင်ကောင်းတဲ့ function တစ်ခုပါ meeting environment မှာအရင် noise များနေ audio frank ဆိုတဲ့ function online လူကြီးမင်းရဲ့အတန်ကောင်ပေါ့ကြီးလင်းနေရောက်မယ်လူကြီးမင်းပြောတဲ့စကားတွေကထိထိရောက်ရောက်နဲ့ကျွန်တော်တို့ meeting တိုင်းမှာဆွဲဆောင်မှုရှိနေမှာအမှန်ပဲအဲ့တော့ဒါကျွန်တော်တို့ VV350 မှာပါတဲ့ function တစ်ခုနောက်တစ်ခုကကျတော့ကျွန်တော်တို့ auto framing ပေါ့နော် auto framing ကတော့ Ava ရဲ့ camera ထဲမှာမပါမဖြစ်လို့တော့ပြောလို့ရနေပြီအများတန်းပါတယ် camera တိုင်းမှာ auto framing ဆိုတာတော့ကျွန်တော်တို့ဒီ camera ရဲ့ view ထဲမှာဝင်ဆန့်သွားအောင်ဝင်လာတဲ့လူတွေအကုန်လုံး frame light ချိန်ပေးတာပေါ့အဲ့တော့ကျွန်တော်တို့ frame light ချိန်ပေးမယ်ဆိုရင် camera နှလုံးကဘယ်လုံးကဘယ်လောက် degree ပါတာလဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ camera နှလုံးရှိရယ်အဲ့တော့ဒီအောက်ကလုံးလေးက fixed lens ပေါ့နော် fixed lens ကျတော့113 degree FOV အလုပ်လုပ်တယ် wide view ရမယ်အပေါ်ကျွန်တော်92 degree FOV ရမယ်အဲ့တော့ဒီအထက်မှာ microphone လေးပါတယ် microphone 14လုံးလောက်ပါတယ်10 meter catch up လုပ်တယ်ကျွန်တော်ပေ30အတွင်းကအတန်တွေကိုကောင်းကောင်းအတန်ဖမ်းနိုင်တယ်ဒါပေမဲ့ microphone နဲ့အနည်းဆုံးရှိရဲ့လူရဲ့အတန်ကတော့ကျွန်တော်တို့ကြည်လင်ပြတ်သားမှုပို့ပြီးတော့ကောင်းပါပေါ့ပေ30လောက်ပြောရဲ့လူရဲ့အတန်ကိုလည်းဖမ်းပေးတယ်အတန်အတိမ်နဲ့တော့ရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ VV350 ရဲ့ microphone quality ကတော့လုံးဝအမှန်ကန်ပဲ quality ကောင်းတယ်လက်ရှိအသုံးပြုနေတဲ့ customer ချို့လည်း feedback ကောင်းစွာကျွန်တော်တို့ကိုပေးနေပါတယ်အဲ့တော့ပြီးတော့ speaker ပေါ့ speaker လည်းကျွန်တော်တို့ကပေ30လောက်ထိကပါဖြစ်တယ်ကျွန်တော်တို့ကတော့ medium size အရာကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့ technology ဘိုင်းကကျွန်တော်ရှင်းပြ medium room ရဲ့ size ကိုတော့ကျွန်တော် medium to large room ပေါ့အဲ့ဒီမှာကျွန်တော်တို့လူအယောက်20လောက်စံတဲ့ခန်းနေမှာဆိုရင်เนาะကျွန်တော်တို့ဒါလေးကို recommend ပေးပါတယ်ဒီ device လေးကိုသုံးဖို့ပေါ့နော်အဲ့တော့ camera ကကျွန်တော်တို့ motorized camera ဖြစ်လာတယ်ဘာလို့လဲဆိုတော့ motor ပါလာတယ်ပြီးတော့
နောက်တစ်ခုကကြောင့် cable management အတွက်သူကနောက်မှဒီနော် cable holding ဟွာလေးတွေ click လေးထည့်ပေးထားနှစ်ဖက်တောင်ထည့်ပေးထားအားကြောင့်လဲဆိုတော့သူကဘယ်ညာနှစ်ဖက်ကျွန်တော်တို့ဟွာလေးပါတယ် port တွေပါတယ်ဗောနော်အဲကျွန်တော်ဒီဘက် channel port တွေအရင်ရှင်းပြမယ်ကျွန်တော် PC နဲ့ချိတ်ဆက်ဖို့အတွက် USB PC နဲ့ချိတ်ဆက်ဖို့အတွက် USB port လေးပါမယ်ဒီပါဗောနော် PC နဲ့ချိတ်ဆက်ဖို့အတွက် USB port လေးပါမယ်ပြီးတော့ LAN port တစ်ခုပါတယ် LAN port ကတော့ဒီကောင်ကို web control နဲ့ကျွန်တော်တို့က camera control လုပ်လို့ရတယ်ပြီးတော့ဒီအောက်မှာ HDMI အောက်ပါ HDMI အောက်ပါခြင်းအဖြစ်လူကြီးမင်းကဘာမှသုံးလို့ရလဲဆိုတော့ကိုယ့်ရဲ့ meeting ခန်းထဲမှာအပြင်မှာနောက်ထပ် TV တစ်လုံးပေါ်ဒီ camera view extend ထုတ်တာလို့ရတယ်အဲ့ဒါတမြန်နဲ့လုပ်လို့ရတယ်နော်တစ်ခါတည်း extend ထုတ်လိုက်လို့ရတယ်အပြင်အဲ့လေးပါမယ် okay နောက်ဘက်တစ်ချမ်းမှာကြတော့ကျွန်တော်တို့ power ပေးရမယ်ပြီးရင်sorry phone in ပါမယ်ပြီးရင်သူက expand audio expand ထပ်လုပ်လို့ရတယ်ပြောချင်တာက speaker phone တွေ mic တွေထပ်ပြီးတော့ extend လုပ်လို့ရတယ်သူ့မှာပါတဲ့ mic တွေနဲ့မလောက်ဘူးဆိုဒါပေမဲ့သူ့မှာပါတဲ့ mic တွေနဲ့ mic နဲ့တွေမဲ့ကျွန်တော်တို့အခန်းကလူရောက်20လောက်ဆို cover ဖြစ်နေပြီ။အဲဆို mic ကစုစုပေါင်း14လုံးလောက်ပါတယ်။ microphone 14လုံးပါတယ်ပြီးရင်ကျွန်တော်ဒီမှာဒီကျွန်တော်တို့ joystick တွေနဲ့ချိတ်ဆက်ဖို့အတွက် IS232 controller port ပါ။ပြည့်စုံမဲ့ Ava ရဲ့ port တွေအစုံပါတယ်။အဲ့တော့ကျွန်တော်တို့က camera ကအောက်မှာ tripod နဲ့တက်လို့ရအောင်လေကျွန်တော်တို့ဘာလုပ်ပြီးထားဆိုတော့ tripod စကူပေါက်လေးထားပြီးထားတယ်ကျွန်တော်ပြင်တဲ့ camera view လေးကိုပြပေးโอเคကျွန်တော် camera view လေးကြည့်လိုက်ရအောင်အဲ့တော့ VV350 ရဲ့အဓိကအားသာချက်တွေကတော့ dual lens ဖြစ်သွားတယ်ပြီးသွားရင်ကျွန်တော် speaker watt တွေကပိုကောင်းလာတယ် microphone 14လုံးပါတယ် B30 cover ဖြစ်တဲ့ microphone တွေဖြစ်လာတယ်ကျွန်တော်10 meter catch-up ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က medium room ကနေမှ large room ထိကိုကျွန်တော်တို့သုံးနိုင်တယ်နောက်ပြီးတော့ design ကလည်းကျွန်တော်တို့ TV အောက်လေးမှာ mount လိုက်ပြီဆိုတာနဲ့လုံးဝ sound bar လေးတစ်ခုတက်ထားလို့မျိုး camera တက်ထားလို့တော့မထင်အောင် sound bar လေးတစ်ခုတက်ထားလို့မျိုး feeling ရစေတယ်ပြီးတော့ medium room မှာလုံးဝတက်ရဲနဲ့သုံးနိုင်တယ်ဘာကြောင့်လဲဆိုတော့ခုံပေါ်မှာ physical mic တွေထွက်နေတာမျိုးမရှိဘူး speaker တွေခုံပေါ်မှာတင်ထားစရာမလိုဘူးကျွန်တော်တို့ကဘားတန်းတစ်ခုထဲမှာပဲ camera ကော mic ကော speaker phone ကောကိုရင်းမင်းနေနဲ့သုံးရမှာဖြစ်တဲ့အတွက်အခန်းတွင်းမှာ smack ကြပြီးတော့ medium room က smack medium room ဖြစ်နေလိမ့်မယ်အဲ့ထက်ပိုပြီး smack တွေဖြစ်ချင်တယ်ဆိုရင် Vortex က solution တွေကိုလာရောက်မေးမြန်းလို့ရတယ် Vortex မှာကျွန်တော်တို့ video conferencing နဲ့ပတ်သက်တဲ့များ solution တွေအကုန်လုံးရှာပါတယ်ဒါတော့ကျွန်တော် VV350 ရဲ့ camera view လေးကိုကျွန်တော်ပြရင်လည်းကျေးဇူးအကြောင်းလေးရှင်းပြသွားဖြစ်ပါတယ်အဲ့တော့လူချင်းမင်းတို့ဒီနေ့ live ကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ရဲ့ Vortex ကနေပြီးတော့အသစ်ထပ်မံတင်ထားတဲ့ Ava VB350 product လေးအကြောင်းကိုကျွန်တော်ရှင်းပြသွားတာတွေကိုနားလည်သိရှိမယ်လို့ထင်ပါတယ်